္ဂလာပါခင်ဗျာကျွန်တော်တော့ For Huawei မြန်မာမိသားစုဝင်မျိုးမင်းကိုဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ For Huawei ရဲ့အဓိကထုတ်ကုန်ဖြစ်တဲ့ PND ဆက်နဲ့ပတ်သက်ပြီးတော့အချိန်တိုအတွင်းမှာတွေးတိုးကြစေတဲ့ point 8ချက်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့လက်အိတ်ကိုရေဆိုးစွတ်အောင်ဆွတ်ထားမှာဖြစ်ပါတယ်ပြီးရင်အတွင်းလက်အိတ်ကိုဆွတ်မယ်ပြီးတော့ရင်အပေါ်ကနေပြီးတော့အပြင်လက်အိတ်ကိုဆွတ်မယ်သူ့ရဲ့ခြားနာချက်ကကြတော့အတွင်းလက်အိတ်ကရှည်နေပြီးတော့အပြင်လက်အိတ်ကတိုးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကကိုအသုံးပြုမှာဖြစ်တဲ့အတွက်လက်ကိုတန်ရလက်တစ်ဖက်ကိုပဲအသုံးပြုရမှာဖြစ်ပါတယ်ပြီးရင် PND ဆက်နဲ့ကျိုးအဖြူလေးနဲ့လက်အိတ်တစ်ဖက်ကိုတက်လိုက်မယ်ကျန်တဲ့တစ်ဖက်ကကြတော့ကျွန်တော်တို့ကလက်အိတ်ကိုမသုံးတော့ဘဲနဲ့ဒီ sticker နှုတ်ကလေးကိုပဲသုံးမှာဖြစ်ပါတယ် sticker နှုတ်ကလေးကိုခုတ်မှာတကျွင့် point နေရာမှာကတ်ရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ခုတ်မှာ sticker ကတ်ထားပြီးကျန်တဲ့ဒီလက်တစ်ဖက်ကအသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ PND ဆက်ကလေးကို power ဖွင့်လိုက်မယ်ပြီးရင် turn function ကို level 9ကနေ10အတွင်းကိုခံနိုင်တဲ့၍ထားပြရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကနံပါတ်8ထားလိုက်ပါမယ်ပြီးရင်ပထမဆုံး point နံပါတ်1 point ကိုကျွန်တော်ပြပေးပါမယ်နံပါတ်1 point ကကြတော့ကိုယ့်ရဲ့လက်ဝါးလေးကိုထောင်လိုက်လက်တန်းအနေဆွဲချလိုက်ပြီးတော့လက်တန်းရဲ့အဆုံးမှာရှိတဲ့ဒီနေရာလေးကို rounding point present ဆိုပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ် rounding ဆိုတာကကြတော့ဒီလိုလက်မလေးကိုလှည့်တာဖြစ်ပြီးတော့ point present ကကြတော့ထောက်ထားတာကိုပြောတာဖြစ်ပါတယ်ဒါဆိုရင်နံပါတ်1 point ဖြစ်ပါတယ်ခင်ဗျာနံပါတ်2 point ကကြတော့လက်တကြွယ်နဲ့လက်တန်းဒီလိုဆင်းလာတဲ့စုံနေရာလေး V ပုံစံနေရာလေးမှာ point 1 point ရှိပါတယ်ဒါကတော့နံပါတ်2 point ဖြစ်ပါတယ်နံပါတ်2 point ကိုလည်းလက်မလေးနဲ့ rounding point present ကိုအသုံးပြုပြီးတော့2 မိနစ်ခန့်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါပြီးသွားရင်လက်ညှိုးနဲ့လက်မခွာကြားမှာရှိတဲ့ဒီနေရာလေးကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့လက်မတစ်စစ်ကွေးလို့ရတဲ့ဟာလေးနဲ့ဒီကအတန်းလေးကိုထောက်လိုက်မယ်ပြီးရင်လက်မလေးကိုကွေးချလိုက်ရင်အဲ့ဒီ point ကိုမိပါတယ်ဒါကတော့နံပါတ်3 point ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနေရာကိုလည်း rounding point present ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်1 point 2 point 3 point နောက်4 point မြောက်ကကြတော့ကိုယ့်ရဲ့လက်ကလေးကိုဒီဘက်ပခုံးပေါ်တင်လိုက်ပါပြီးရင်ဒီအခွေးလေးနဲ့ဒီနေရာမှာရှိတဲ့အစိတ်ရဲ့ကြားဒီနေရာလေးကို rounding point present အနေနဲ့ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင် number 4 point ဖြစ်ပါတယ် rounding point present လက်မလေးနဲ့မှွေမယ်ထောက်ထားမယ်ဒါဆိုရင် number 4 point ဖြစ်ပါတယ်ခင်ဗျာနံပါတ်5 point ကကြတော့သူနဲ့ထုတ်ချင်းပေါက်မှာရှိတဲ့ဒီနေရာလေးကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်နံပါတ်5 point ဖြစ်ပါတယ်အဲ့ဒီနေရာကိုလည်းလက်မလေးကိုထောက်ပြီးတော့ rounding point present ကိုအသုံးပြုပြီးတော့2 မိနစ်ခန့်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်5 point ရှိတော့ပါပြီ1 point 2 point 3 point 4 point 5 point နံပါတ်6 point ကကြတော့ကျွန်တော်တို့ဒီဂုတ်မှာရှိတဲ့ sticker လေးကတ်ထားတဲ့ဘယ်ညာကိုကျွန်တော်တို့သူ့ကိုကြတော့ rounding point present မဟုတ်တော့ဘဲနဲ့ slide ပုံနည်းနဲ့အထက်အောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဘယ်ညာပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အပေါ်ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းမှာ6 point ရှိပါတယ်ခင်ဗျာကျန်တဲ့2 point ကကြတော့ခြေထောက်ပိုင်းမှာရှိပါတယ်ခင်ဗျာနံပါတ်8 point ကကြတော့ခြေညိုးနဲ့ခြေမကြားမှာရှိတဲ့ဒီနေရာအချိုက်နေရာလေးကို rounding point present နဲ့ပြုလုပ်ပေးရမှာဖြစ်ပါတယ်လက်မလေးကိုထောက်ပြီးတော့ rounding point present နဲ့2 မိနစ်ခန့်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ9 point မြောက် point ကကြတော့ခြေမအနေဆင်းလာပြီးတော့ဒီခြေမအခုံးလေးရဲ့အောက်တက်တဲ့အချိုင်လေးနေရာကိုကျွန်တော်တို့ကလက်မလေးနဲ့ထောက်ပြီးတော့ rounding point present ဆိုပြီးတော့ပြုလုပ်ပေးရမှာဖြစ်ပါတယ်2 မိနစ်ခန့်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အခုလုပ်ပြပေးသွားတာကတော့ Huawei ရဲ့အဓိကထုတ်ကုန်ဖြစ်တဲ့ PND ဆက်နဲ့ပတ်သက်ပြီးတော့အချိန်တိုအတွင်းမှာတွေးတိုးကြစေတဲ့ point 8ချက်အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်